ရကြတော့ဒီအညာတာမောင်ဖြူအောက်ကလူကမမဲတူရကြတော့ခလေးတုံးအောင်ခလေးတုံးအောင်ရတော့မှအလားမဲတယ်တပိတ်လောက်မကဘူးမဲတယ်ကျုပ်ပေါင်းနိုင်မှုဆိုတော့တရားသွဲတယ်မို့လားခလေးတုံးအောင်ရမှာနော်ငဲအပြူတော့ကတော့မမဲပဲနဲ့ခလေးတုံးအောင်ရမှာမဲလားခလေးတုံးအောင်ရမှာမွဲနေတာမှတ်တာမမဲနဲ့ကိလေသာဝကာမဝဝိပါကဝနော်ကိုကြည့်ခန္ဓာဒီခေတ်မှာနော်ဟုတ်လားဒါတွေကိုတော့မတွေ့တူဘုသူကမကောင်းဘူးဘုသူကကောင်းတယ်ဘယ်မကောင်းဘူးကောင်းတာရောမကောင်းတာရောကျုပ်ချက်ကန်တာ6 တန်းပါတော့ကညမ25ပါတော့ပေး10ပါတော့ပြည့်9ပါတော့ရန်တို့4ပြတော့အပေး10တွေတော့ရပြည့်ဘာမှနားမလဲဟုတ်လားနော်ရပြည့်10ပါရန်မြင်ကပါဝိပတ္တိတရား4ပါပြဿနာတရား5ပါတော့မှကာကတိကင်းလို့ငိမ့်နေပြည့်ရလဲပြောဘူးလားဗဒက်ကတော့ပြောပါသိပါဘူးဘာတစ်ခုမှမသိနော်သိအောင်လို့ရပြည့်စပါလည်းမတည်ဘူးရန်မျိုးကားပါလည်းမတည်ဝိပတ္တိဂရိဝိပတ္တိကာလဝိပတ္တိဥရိဝိပတ္တိဒိဋ္ဌိဝိပတ္တိတရား၄ပါးမတည်ဘူးနော်အဲ့ဘုဒ္ဓလေးတွေတော့နေရပါပြီနော်ပဒက်ကတော့ရတယ်ဝိပတ္တိတရား၄ပါးတဏ္ဍာတရား၅ပါးနော်ကာကတိကင်းလို့ငိမ့်နေပြည့်နေဗဇက်ကတော့ထိုးပါဘာမှမတည်ဘူးအဲ့ရဒီများလုံးလို့လောက်တာတွေများတာပါပဲနော်ခဏတကယ်သိတဲ့လူကရှားပါတယ်နော်ရှားတယ်